တင်ကသဘာဝတရားတွေကိုချစ်မြတ်လို့ပြီးတော့မျိုးပြဆူညံတဲ့နေရဲ့အဝေးမှာနေထိုင်ခြင်းတဲ့သူတယောက်ဆိုရင်ဖူးခက်ရဲ့လူကြိုက်အများဆုံးကမ်းခြေတစ်ခုဖြစ်တဲ့ဘန်တောင်ဘစ်အနီးကခင်မီစန်းတင်မှုသဘာဝအလှတရားတွေနဲ့ပေါင်းစပ်ပုံဖော်ထားပြီးတော့ luxury lifestyle ကိုပါအပြည့်အဝခံစားလို့ရစီမယ်ကိုတို project လေးတစ်ခုနဲ့မိတ်ဆက်ပေးကြပါတယ် project ဟာဆိုရင် Chantilly area ဖက်ဆက်ခိုထာနော့ပြားမကြီးတစ်လျှောက်မှာရှိရဲစတူရမီတာ2000ကျယ်ဝန်းတဲ့မြေနေရာပေါ်မှာတည်ရှိပါတယ်အိမ်ခန်းတွေကိုကျယ်ဝန်းတဲ့အချိုးအစားခင်မီစန်းတင်လှပတဲ့အတွင်းပိုင်းဒီဇိုင်းနဲ့ luxury lifestyle ကိုအပြည့်အဝခံစားနိုင်စေဖို့ရည်ရွယ်ဆောက်လုပ်ထားတာပဲဖြစ်ပါတယ်အခန်းမျိုးစားတွေအနေနဲ့ one bedroom resident 2 bedroom resident 3 bedroom resident နဲ့ duplex resident with private pool ဆိုပြီးတော့ရွေးချယ်ဝယ်ယူနိုင်မှာပဲဖြစ်ပါတယ် amenities တွေအနေနဲ့ swimming pool, spa, sauna, fitness center, pickleball courts, 24 security system တွေရရှိနိုင်တဲ့အပြင် housekeeping, in-room dining, personal trainer, babysitting စတဲ့ service တွေလည်းအလွယ်တကူငှားလို့ရနိုင်မှာပဲဖြစ်ပါတယ် game area, theater room, studio စတဲ့အပန်းဖြေနေရာမျိုးတွေပါတဲ့အပြင် private event လုပ်ချင်တဲ့သူတွေအတွက်လည်းနေရာလွတ်တွေစီစဉ်ပေးထားပါသေးတယ်ဒါအပြင်ဖူးခက်က tourist destination တစ်ခုဖြစ်တာကြောင့်အနာဂတ်အတွက်ခိုင်မာတဲ့ယင်းနှိမ့်မြုပ်နှံမှုတစ်ခုဆိုရင်လည်းမမှားပါဘူးဒါကြောင့်မိသားစုနဲ့အတူတူတာယာအေးများတဲ့လေတူးနဲ့သဘာဝအလှတရားတွေကိုခံစားရင်သိမိတဲ့လူနေမှုဘဝကိုပေးစွမ်းနိုင်မယ်အိမ်လေးတစ်လုံးပိုင်ဆိုင်ပြီးအနာဂတ်အတွက်ယင်းနှိမ့်မြုပ်နှံလိုက်ပါ